ကျွန်တော်ခင်ဗျားကိုပျော်အောင်လေးထားနိုင်တယ်ပြည့်စုံအောင်လေးထားနိုင်တယ်တကယ်လို့ခင်ဗျားအဆင်မပြေဘူးဆိုမှကျွန်တော်ခေါက်ခဲ့တာအခုလို့ဆိုတော့ကျွန်တော်တွေ့ဖို့စဉ်းစားပြပါလားလောကကြီးကမတရားတာမရှိဘူးဆိုနေလိုက်မြင်လိုက်ဘဝရဲ့လေကွာဝမ်းနေမှုတွေကိုငါရင်တွေကမောင်းထုတ်လိုက်ပြီးရောမင်းမပြောတော့အချစ်ဟာကုန်ကျွမ်းလို့ချစ်လိုက်မောင်းလိုက်နှလုံးသားလေးတဲ့ချုံမြင်ခြင်းတွေကိုငါရင်ထဲသို့မောတောင်းဝိုင်းတစ်ခွက်ကိုအစိတ်သေးနဲ့ဝိုင်းတစ်ခွက်လိုပဲဘူရဲ့တဲ့ဝိုင်းနဲ့အနမ်းတွေပဲအစိတ်သေးနဲ့ဝိုင်းနဲ့နှခမ်းလိုပဲဘယ်လေးနဲ့ဝိုင်းအတူတူပါပဲအစိတ်သေးဝိုင်းနဲ့တစ်ခွက်ပဲလင်းတိုက်ခဲ့တဲ့အစိမ့်သင်ဝိုင်းတစ်ခွက်ကိုမမီအရင်တော့ကဒက်ဒီခန်းထဲမှာဒီလိုပုံတွေအများကြီးရှိရလေခုမတွေ့မိတော့တလို့ပဲ ရှိရလေသမီးရဲ့အိမ်ခန်းထဲမှာချိန်ထားရလေ ငါအဲ့ပုံတွေပြောတာမဟုတ်ဘူးမမီရဲ့ဒက်ဒီခန်းထဲမှာလေအရင်တည်းကရှိနေတဲ့ပုံတွေကိုပြောတာ ။အော်သူ့ခန်းထဲမှာသူတင်ထားရင်တင်ထားမှာပေါ့သမီးရဲ့ ဒါနဲ့လေဒက်ဒီနဲ့မမီကဘာဖြစ်လို့အခန်းခွဲလိုက်တာလဲ ။အော်မမေရဲ့သွေးကိစ္စလေးရှိရကြမို့အခန်းခွဲအိတ်တာသမီးရဲ့ ဟာမမီကလည်းဘာဖြစ်လဲလင်များပဲဥစ္စာလင်များစွာလေအဲ့လိုအခန်းခွဲအဲ့လိုမကောင်းဘူးမမီရဲ့ မလေးသမီးတော့အဲ့ဒါသိနေပြီ။စကားမဆက်ရီးစားရေးပိုင်းညာရနေပြီလား ဟာမရသေးပါဘူးမမီကလည်းဒက်ဒီကမှာထားရလေသမီးနိုင်ငံခြားမှာကျောင်းတက်လို့ပြီးတော့မှအဲ့ကိစ္စကိုစဉ်းစားရမယ်ဟောပြီးတော့အရေးချင်းရှိရသူကိုပဲရွေးချယ်တက်ရမယ်တဲ့ဒါမဲ့သမီးကဒက်ဒီနဲ့မမီရှင်ရပါပြီအချစ်ကိစ္စတွေမစဉ်းစားပါဘူး ။ပြောတက်လိုက်တာဒါကြောင့်မလို့မမီကသမီးရမ်းချစ်တာ။ချစ်တယ်။အာပွားလာ။ဒီသမီးလေးလိမ်မာလိုက်တာ အဲ့ဘူးတော်ကြီးနဲ့တွဲနေမယ်စားကျွန်တော်နဲ့ပဲတွဲလိုက်ပါလား နေပါလာပြောနေတာဟမ်ငါရှင့်နေဖက် ခဏလေးပါကျွန်တော်ပြောစရာရှိလို့ကျွန်တော်ခင်ဗျားကိုပျော်အောင်လေးထားနိုင်တယ်ပြည့်စုံအောင်လေးထားနိုင်တယ်
တကယ်လို့ခင်ဗျားအဆင်မပြေဘူးဆိုတော့ကျွန်တော်ခေါက်ခဲ့ဗျာအခုလောဆိုတော့ကျွန်တော်တွေ့ကိုစဉ်းစားပြပါလား ဒီပါငါနေနဲ့ပြဿနာမတက်ချင်ဘူးနော်နေဘာမှဆက်မပြောနဲ့တော့နင်းပါဇက်ကိုပိတ်လိုက်တော့ ကျွန်တော်ကဘာဖြစ်နေလဲပါလေအဲ့ဘူးတော်ကြီးတော့ခင်ဗျားကိုပျော်စိတ်ချမ်းသာအောင်ထားနိုင်လို့ထင်တယ် ငါနင့်အတန်ကိုမကြားချင်တာဖဲ့စမ်း ရတုဘာဖြစ်ကြလဲဘုံကောင်ရတုကိုဘာကြီးလိုက်တော့ရှက်နေတာ ဘာမှဖြစ်ပါဘူးဦးမင်းရဲ့ရတုကိုရမလားဆိုပြီးလာဆန်းတာနေမှာပေါ့ရတုမှာဦးမင်းရှိရလို့ပြောလိုက်တယ်ရတုကလူတကာနွယ်ချင်တိုင်းနွယ်လို့ရတယ်မိမမျိုးမှမဟုတ်တာ ခလေးလေးအရန်တော့လာတယ်ဘာလို့စုံနေမှန်းလည်းမသိပါဘူးကွာနောက်ညီးနေရတယ် 你锻炼把你关掉了，情况你练没了？ ဘာလို့လဲကွာဟိုဘူးတော့ကွာငါတို့ဘာတွေများတာနေလို့တော့ဟိုဘူးတော့နောက်ကတ်နေတယ်ဘာလဲခိုင်ကြိုက်ငါ့ကိုလေတော့ကွာ 啊，ဒီပါရမင်းဘာတွေအကန်ကြီးလောက်လာနေမရတော့မှတီးလို့ရှိရင်လေမင်းတက်ကတ်မနေနဲ့နော်နောက်တစ်ခါမင်းလည်းဒီဘာမှမလာနဲ့အဲကြလို့ရှိရင်မင်းခံစားရောဂါပျောက်သွားလိမ့် ငါသူ့မျက်နှာလေးမမြင်ရရင်မနေနိုင်ဘူးကွာသူ့မျက်နှာလေးကိုမြင်ရမှငါစိတ်ထဲမှာကျဉ်းနှံ့မှုရှိတယ်လို့ခံစားရတယ် ဟေ့မင်းတကယ်ကြီးချစ်သွားတယ်ငါလေမင်းစီအဲ့စကားမျိုးကြားတော့မင်းကိုအရန်ချစ်ပါလေဆိုရဲတန်ဆင်းတော့အရန်အားထားပါတယ် မင်းရတယ်ကွာအရေးရမှာစိတ်ညစ်ရတယ်ကြားတယ် မင်းရတယ်ကွာ အော်နောက်ရကြားတယ် ငါစားရကိစ္စလာကြည့်ရခဲ့အာတောင်းပြီးမေးလိုက်ကွာလား အခြားဆေးရုံမှာအချိန်ပိုင်းထိုင်မဲ့စာတို့ဆေးရုံမှာလာခဲ့ပါလားမင်းတို့လာစာကောင်းကောင်းပြီးမယ်လေ ဟိုမှာကျွန်တော်တငယ်ချင်းအဖေလည်းဖြစ်တယ်လေပြီးတော့ကျွန်တော်ယူရမယ့်အထူးကူပွဲအတွက်လည်းကျွန်တော်အမှစာတမ်းပြုစုတာတွေကျွန်တော်လည်းအထောက်အကူပြုတာအများကြီးရှိတယ်ပြီးတော့ကျွန်တော် housing ကလေးအိုက်ဆရာကြီးရဲ့အကူအညီတွေအများကြီးယူခဲ့တော့ကျွန်တော်ဘက်ကနေပြီးတော့ငွေကြေးတွေလာစားတွေအကောင်းနဲ့မထည့်ပဲနဲ့ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြန်ပြီးကူညီတဲ့သဘောပါပဲ အမေအဲ့အရာကြီးထက်နိုင်ငံခြားသွားဖို့ကဝင်ငွေအများကြီးလိုအပ်တယ်လေ ဟုတ်ပါတယ်အမေကျွန်တော်အဖေကကျွန်တော်အများကြီးမျှော်လင့်တာလေကျွန်တော်ကိုယ်တိုင်လည်းဒီမှာပဲဆက်တက်ဖို့ကျွန်တော်အဖေကိုကျွန်တော်ပြောပါတယ် နိုင်ငံခြားပြန်ကုန်ကပို့ပြီးတော့မြင့်တာပေါ့တို့ဆိုလို့ရှိရင်နိုင်ငံခြားမှာကြောင်းတက်တော့ဒယ်ဒီကအိမ်ရောကားဝယ်ပေးထားတော့အဆင်ပြေဖြစ်ခဲ့ရလी ဟုတ်တော့ဟုတ်ပါတယ်မတည်ရဲ့ဒါပေမဲ့ကျွန်တော်တို့ချင်းကအချင်းတွေမှမတူညီကြတာကျွန်တော်ကတော့ကျွန်တော်တငယ်ချင်းရဲ့အကူအညီတွေဆက်ပြီးတော့ယူနေရအောင်ပါပဲပြီးတော့ဟိုမှာကြောင်းတက်ခွင့်ရမယ့်အချိန်နဲ့ကျွန်တော်ဒီကငွေကြေးပြည့်စုံတဲ့အချိန်နဲ့ထပ်တူကြပါစေလို့ပဲကျွန်တော်ဆုတောင်းနေရတာကျွန်တော်ဖေကတော့ကျွန်တော်နောက်ဆက်မတင်မဲနဲ့သူကားတွေရောင်းပေးပြီးဆက်လုပ်ဖို့တော့ပြောပါတယ်အဲကျွန်တော်ကိုယ်တိုင်ကကျွန်တော်ဖေကိုရန်အားနာလို့ကျွန်တော်အများကြီးဆက်ပြီးကြိုးစားမှာပါ မင်းကသားလိမ်ပါလေးပဲ ရှင်သားရှိမှာကျမရဲ့အမားတွေဒီလိုပဲပြောနေတော့မှာလားရှင်အာဘာဒမပြေတော့ဘူးဟမ် ဟောမင်းကပြေလောက်တဲ့အမားကြီးကျိုးလို့ထားတယ်ပြောစမ်းပါ တာရှင်နဲ့ကျမနဲ့ရခဲ့တယ်တာတော့သူ့အမေကသူ့အဖေပေါ်မှာဒီလိုမျိုးလုပ်ခဲ့ပါလားလို့စိတ်ရိုင်းနေဝင်သွားပြီကျမပေါ်မုန်းတီးသွားမှာရှင်နည်းနည်းလေးမှမစင်စားမိဘူး အစိတ်သေးနဲ့